ဟုတ်တယ်လေမင်းကလေးလေယုံနှန်းစကားလားဒါလျှောက်ပြောနေတာလားငါ့ကိုတကယ်ရောချစ်ရလားတကယ်ရောကြိုက်ရလားဒါစဉ်းစားတဘာဝပဲဟုတ်တယ်ဒီခေတ်ကြီးမှာအကျဉ်းသားတွေအများကြီးပေးပြီးတော့ခွေးဆက်ခင်းသွားကြတဲ့သဘောကြီးပေါ့နော်ကျွန်တော်တို့လိုက်ပလိမ့်နေတဲ့ကောင်တွေကတော့ဘလို့စောင့်ညံနေတယ်ပလိမ့်နေတော့ကျွန်တော်လည်းမသိဘူးတော့ကွဲပြားနေတယ်အဲ့ဒါကတော့အတန်ကြီးမိုက်တယ်ဒီပဲတော်တော်မိုက်တယ်အတန်ရှူမောမောင်ရဲ့အပြုံးများရှိတဲ့ကဘာ what the fuck ဘာသချင်းလေးနဲ့ကျွန်တော်စရမလဲဆိုတော့ဒါမြေပြန့်သူကဒီရက်ထဲမှာ TikTok မှာပေါ့နော်တော်တော်လေးဟော့နေတဲ့ချင်းပေါ့နော်ကျွန်တော်တော်ဆိုလို့ရှိရင်ဒါပွင့်လင်းပြောတာ TikTok မှာဟော့နေတဲ့ချင်းဆိုကျွန်တော်သိပြီးနားမထောင်ပြဘူးဒါပေမဲ့ဒီချင်းကတော်တော်လေးမိုက်တယ်တကယ်လဲကောင်းတယ်ပေါ့နော်အဲ့တော့နားထောင်မိတယ်ပေါ့နော်တကယ်လဲ fine နေဆိုတော့ဒါ Thomas လို့ဖတ်လာတယ်နော် Thomas Fetters နဲ့မိုးပြင်းနေဆိုတာတွေမြေပြန့်သူတော်တော်မိုက်တယ်ရောအားလုံးပဲလိုက်ပါခါစားနားဆင်ပေးကြပါဦးလို့နော်ဟုတ်တယ်တော်တော်လေးချဲ့ပြပါမယ်โอเคရှင်တန်းစကားလားအလိညာလားမသိပါအိုမေမသားဘဝမို့စဉ်းစားခွင့်ပေးပါဟုတ်တယ်လေမင်းကလေးလေယုံနှန်းစကားလားဒါလျှောက်ပြောနေတာလားငါ့ကိုတကယ်ရောချစ်ရလားတကယ်ရောကြိုက်ရလားဒါစဉ်းစားတဘာဝပဲဟုတ်တယ်ဒီတမိုးတာအောင်မကျမကိုဒါမျက်နှာစွာစင်နာပြောင်းလဲမတော့ပဲချစ်ဖို့နှလုံးသားရပြီးပေးပါဒါတောင်းတဲ့ကြိပေါ့နော်ဒီခေတ်ကြီးမှာအကျဉ်းသားတွေအများကြီးပေးပြီးတော့ခွေးဆက်ခင်းသွားကြတဲ့သဘောကြီးပေါ့နော်အဲဒီတော့သူတို့နှလုံးသားရဲ့ကြိတစ်ခုတောင်းလာတာဖြစ်တဲ့မှာမိုက်တယ်ကောပြီးတော့တို့နားတော့ရင်းနေတတိထားမိလားမသိဘူးဒီပေါ့နော်ဒီမလို့တောင်းလိုက်ပေါ့နော်ဒီမသုံးနဲ့တော့ပြောဆိုရဲတန်အဲဒီ switch ဖြစ်တယ်မိုက်တယ်အမှကျွန်တော်ရှေ့ရက်တွေတော့ကျွန်တော် reaction မလုပ်ဖြစ်သေးတဲ့ကာလမှာဒီတချင်းကျွန်တော်နားထောင်ပြတဲ့ချင်းကျွန်တော်သူတို့ဒီတက်ဆိုင်ရာ YouTube channel တွေမှာကျွန်တော်ချင်းနားထောင်ရင်းနဲ့comment တွေဝင်ဖတ်ဖြစ်တယ်ပေါ့နော်အဲ့ထက်မှာဘာတွေတွေ့ရလဲဆိုတော့စကားမပြီးဘဲနဲ့တချင်းဆိုတွေတို့ဘာတို့ညာတို့ကျွန်တော်ဒီနှစ်ယောက်ကကျွန်တော်သိရတဲ့လောက်ကချင်းတိုင်းရင်းသား2ယောက်နော်ချင်းတိုင်းရင်းသား2ယောက်စကားဝဲလေးဗျာဘယ်လောက်ထိချက်ဖို့ကောင်းလဲကျွန်တော်တို့လိုက်ပလိမ့်နေတဲ့ကောင်တွေကတော့ဘလို့စောင့်ညံနေတယ်ပလိမ့်နေတော့ကျွန်တော်လည်းမသိဘူးတောင်တမ်းများအထက်ထက်ကာယံထားတဲ့နေရာဟေးအောက်ချင်းငါတို့ရဲ့အလုံးသားများရှိရာဟုတ်တယ်ຫນွေဥပွေပဲမတောင်းများမေကိုချီဖြူတဲ့ခါရှုံပါမလေးရှိရဲ့ရတော့လိုက်ခဲ့ဖို့တတိရှိမှာမင်းရှိတဲ့အရက်ကိုရောရင်တခါတိုင်းလိုက်ခဲ့မှာဒီကပိုင်းခေါ်လေမလားရလာရလေချာအပြာရောင်တောင်းတဲ့မြားလေးဆောင်လို့စေပရောလေးများကိုမထားရဲ့နိုင်လားတော့ကျွန်တော်ဒီသချင်းကို TikTok မှာစတွေ့တော့ Laris video တွေစတွေ့တယ်သူများရဲ့ဆိုတာစတွေ့တယ်အဲ့မှာစတွေ့တော့ကျွန်တော်ဒီသချင်းဆိုရဲဘဲကိုအသက်အကြီးလို့ထင်တာအသက်ကြီးမှုတော့လူကောင်းကြီး heavy လို့ထင်တာတန်ကြီးကမိုက်တယ် fine တယ်ဒါပေမဲ့တကယ်တမ်း MV ထွက်လာတော့မြင်တဲ့အတိုင်းပဲအထင်သားကိုတိုင်တော်တော်မိုက်တယ်သူ့တိုင်သူ့ခန္ဓာကိုယ်နဲ့ဆိုတာလူတယောက်ကဗျာကျွန်တော်တော်တော်များများအတန်ကိုမှန်းလိုက်တာနဲ့သူခန္ဓာကိုယ်ကဘယ်သူဒီတယောက်ကဘယ်လို body size မျိုးရှိတယ်ဘယ်လိုပုံစံမျိုးရှိဆိုတာတော်တော်များခံမှန်းမိတယ်ကျွန်တော်လည်းခံမှန်းမိလိုက်တော့အော်လို့ဒီအတန်သူ့အတန်ကိုကျွန်တော်သူ့ရုပ်မပြင်ခင်မှာကြားလိုက်တဲ့ချိန်မှာဒီလူဒီလုံးဝကိုတည်ရမှာလည်းအသက်ကြီးပိုင်းဖြစ်ရင်ဖြစ်မဖြစ်ရင်တော့မှခန္ဓာကိုယ်ကြီးကျွန်တော်တို့ခန္ဓာကိုယ်ကြီးဖြစ်မယ်ပေါ့နော်ဒီကဘယ်လိုပြောမလဲ rocker လို့ပြောမှာ rock တန်လို့ပြောမှာအဲ့လိုတန်မျိုးနဲ့ပေါ့နော်နည်းကျဉ်းကျဉ်းနိုင်ထင်တော့ကွဲပြားနေတယ်အဲ့ဒါကတော့အတန်ကြီးမိုက်တယ်ဒီပဲတော်တော်မိုက်တယ်အတန် cherry ပညာလေးပဲဆိုချင်လားတော်တော်နဲ့များမေးအောင်တဲ့ခါတင်ပြန်လန်းစမ်းမှာ cherry လေးပြုံးလို့စီကြမှာမောင်နဲ့အောင်ချင်းရတို့ရှိရကိုရမွေးရမှာဒီချိန်မှာတော့အရောက်ပြန်နေခဲ့ပါဒီတချင်းရဲ့အဓိပ္ပာယ်อ่ะဒီပဲကောင်းလေးက
တောင်မော်သားကောင်းမလေးကမြေပြန့်သူတောင်မော်သားကိုတောင်မော်သားကမြေပြန့်သူကိုကြိုက်တာအဲ့လိုထားပြောနော်ဒါပေမဲ့နည်းနည်းတော့စားတယ်ဘာစားလဲဆိုဒီဘက်ကကြိုက်လဲကြိုက်သေးတယ်သူ့စီကိုလာခိုင်းခင်ဗျားကြိုက်လိုက်ဝါလေးမြေပြန့်တီဟုတ်တယ်မလားငါကြိုက်တောင်မော်ပဲလိုက်တောင်မော်ပဲလိုက်တောင်မော်မှာပဲနေမယ်ဆိုတဲ့ထားမျိုးလုပ်တယ်ဟုတ်တယ်မိုက်တယ်ချင်ညာကိုတွေ့အကုန်ပြေးစီပေးပါအိုအတိုင်းဝိုင်းများချနှွေးထွေးလို့ပေးပါအကုန်တောင်းဆိုတာနော်အချင်းများကိုအတွက်အကုန်ပေးမယ်အတိုင်းဝိုင်းများချလဲနှွေးထွေးလို့ပေးရမယ်ဖြစ်တယ်နေဟုတ်တယ်နော်အကုန်လုံးတောင်းဆိုတာပြောမယ်ဆိုဒါပကာတနာမှာပါတယ်တောင်းဆိုမှုတစ်ခုလို့မြင်တယ် that's right ဟိုလက်ဆောင်ရင်ပေးမှချစ်မယ်လို့ဒီလက်ဆောင်ရင်ပေးမှချစ်မယ်လို့ဟိုအကြီးပေးမှချစ်မယ်ဒီအကြီးပေးမှချစ်မယ် what the fuck bro ဒီလိုဆောင်မျိုးတွေယူနော်မချစ်ဘူးတဲ့တော့ဘဝမှာရှင်ကိုလေးပတ်တမပါဒါကိုလေးနဲ့ထားပြီးကိုတွေ့နေပြီးဆုံးချစ်ခွေလဲပါ okay တောင်တမ်းမြအထက်ထက်ကရင်ထားရနေရအေးအိုရှူမဝမောင်ရဲ့ပြုံးများရှိတဲ့ကပါတင်သားပလိုက်တာနော်ရှူမောကဗာလေအိုရှူမဝမောင်ရဲ့ရှူမောကမောင်ရဲ့အပြုံးများရှိတဲ့ကပါရောက်ရေးဒီတချင်းပါနော်ကိုဘဲကကြိုက်တော့ကြိုက်တယ်ဒါပေမဲ့စကလုံးနဲ့ဒီတော့ပြစ်ပတဲ့ကော်ပါလေးလည်းကဆောင်းရမ်းပြစ်တဲ့တောင်းဆိုတဲ့စကလုံးနဲ့လည်း fine နေလောကတေးစားကရှူမောကမောင်ရဲ့အပြုံးများရှိတဲ့ကပါ what the fuck ပြုံးများရှိတဲ့ကပါຫນွေဥပွဲပဲပတောင်းများမေကိုချီဖြူတဲ့အခါရှုံပါမလေးရှိတဲ့ရတော့လိုက်ခဲ့ဖို့တည်ရှိမှာဖေးခေါ်လဲမလားရလာရလေချာအပြာရောင်တောင်းရမြလေးဆောင်လို့စေ Proud ဝင်လေးများကိုမထားရနိုင်လားတော့ Cherry ပညာလေးပဲဆိုထိတ်လား Hey တောင်းဝိုင်းနဲ့များမီအောင်တဲ့ခါတင်တယ်လက်စမ်းမ Hey Cherry လေးပြောလို့စီကြမှာမောင်နဲ့အောင်ချင်းရတို့ရှိရကိုရမွေရမှာ Hey ဟုတ်တယ်ချိန်မှာတော့အရောက်ပြန်လဲခဲ့ပါသူ ID မိုက်ဘလို့ကြီးလဲမသိဘူးတမျိုးပဲဘိုက်တယ် Hey call him la yalla relation သူစတိုင်နဲ့သူမိုက်တယ်နော်အပြာရောင်တောင်းတဲ့မြလေးဆောင်လို့စေဘလောက်ဝင်လေးများကိုမထားခဲ့နိုင်သလားတော့ Hey Cherry ပညာလေးပဲဆိုထိတ်လား တောင်းဝိုင်းနဲ့များမီအောင်တဲ့ခါမိုက်တယ် Cherry လေးပြောလို့စီဝါခင်ဗျားတို့ချင်းနေနားထောင်တယ်ဒီလိုချင်းမျိုးတွေနားထောင်ပြီးလေဗျာအစ်စ်တွေသေးလား fine နေလေဒါမျိုးတွေကိုနားထောင်ပြီးရမှာဒါမျိုးတွေကိုနားထောင်ပြီးရပါနော်ကျွန်တော်ပြောမယ် TikTok မှာလည်းကြည့်နော်ကျွန်တော်တို့စားကျွန်တော် request လုပ်ပေးလိုက်မယ်ကျွန်တော်ခင်ဗျားတို့ TikTok မှာလည်းကြည့်ပြီးရင်တို့ရဲ့သက်ဆိုင်ရာ YouTube channel တွေကိုသွားပြီးတော့နားထောင်ပြီးတို့တို့ဒါကျွန်တော်လည်းတို့ရဲ့အမှုပညာကိုခံစားသလိုကျွန်တော်တို့ဘက်ကလည်းတို့ကိုပြန်ပြီးတော့အကျိုးမြတ်တစ်ခုပေးလိုက်တာနဲ့အတူတူပဲနော်တို့လည်းတို့အမှုပညာအတွက်တို့ဘယ်လောက်ထိရုန်းကန်ထားရလဲဆိုတာကျွန်တော်လည်းမသိနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့တို့ကကျွန်တော်စီကိုပေးလာတဲ့အမှုပညာကျွန်တော်တို့အဆင်ပြေနေရဆိုလို့ရှိရင်ကျွန်တော်ဘက်ကတစ်ခုမှတစ်ခုပြန်ပြီးတော့တို့အတွက်ကိုပြန်ပြီးတော့အကျိုးမြတ်တစ်ခုကိုပြန်ပေးရမှာပဲခင်ဗျာနောက်ဆုံးကလက်ဆောင်ဝယ်ပြီးမပိုးနိုင်ဘူးသိရမလားဘယ်လိုပြောမလဲသူများလက်ဆောင်တွေပါမပို့နိုင်ဆိုရင်တော့ဘာမှမလုပ်ခင်ဗျား YouTube မှာပဲသူတို့ channel သူတို့ရဲ့ official channel เนาะတခြားကူးယူနေတဲ့ channel တွေပြော official channel တွေမှာတွားကြည့်အမြဲတမ်းနားထောင်ပြီးသူတို့အဆင်ပြေခင်ဗျားသူတို့ပတ်စံပေးလိုက်တာနဲ့အတူတူပဲဗျာသူတို့အမှုပညာကြီးပေးလိုက်တာနဲ့
တူတူပဲเนาะအဲ့တော့ကျွန်တော်တခါတည်း subscribe လုပ်ထားလိုက်မယ်စောင့်ဝမ်းကြိုက်တယ်ဒီချင်း okay